ကိုခွေးမသားရဲ့ဗီဒီယိုဥတူဆိုတဲ့ဗီဒီယိုလိုကရိုက်တာနော်တိမပါနော်အဲ့ဒီကောင်ရတကယ်ဟိုပေါ့နော်ပုတုတကယ်လုံးဝစိတ်မကောင်းဖြစ်မိတယ်ပေါ့နော်ဟိုပလာကြီးပုတုဆဲတာပေါ့နော်ပုတုဘာမှမသိရအောင်ပရာဟိတကိုစေတနာတန်တန်နဲ့လုပ်ပြီးလူတွေကိုကူညီနေတဲ့ပုတုကိုဆဲဆိုပြီး6လန့်ထားတဲ့ဗီဒီယိုဖိုင်လေးကိုတင်ဆက်ပေးချင်ပါတယ်ပုတုကအားလုံးသိကြတဲ့အတိုင်းကိုပိုင်ကားတောင်မရှိပဲတွာလာနေရပြီးတော့ရောက်တဲ့အရက်မှာလူတွေကိုကူညီပြီးကပြကရေမောပျော်ရွှင်အောင်လုပ်ပေးနေတဲ့လူငယ်လေးတစ်ယောက်ပါဒါတောင်အခုဗီဒီယိုဖိုင်ထဲကသူကဆဲရေးတိုင်းထွာထားတာဖြစ်ပါတယ်ဗီဒီယိုလေးကိုတူတူကြည့်လိုက်ရအောင်ဒါပေမဲ့ဟိုခွေးမသားရဲ့ဗီဒီယိုဥတူဆိုတဲ့ဗီဒီယိုလိုကရိုက်တာနော်တိမပါနော်အဲ့ဒီကောင်ရတကယ်ဟိုပေါ့နော်ပုတုတကယ်လုံးဝစိတ်မကောင်းဖြစ်မိတယ်ပေါ့နော်အခုဆိုဒီမှာဒီကလေးလေးဒါဒီမှာဒါဥတွေထွက်နေတာကိုဒါစေကူသားဖို့လက်ခေါ်တာပေါ့နော်ခင်ဗျားဟိုဘာလဲဟိုပေါ့နော်ဟိုအခုပြောတဲ့လူကသူ့ရဲ့မောင်သူ့ရဲ့သားသမီးဆိုဒီလိုပြောပါမှာအဲ့ဒါတွေရဲ့စိတ်လည်းမဝင်စားဘူးမသိလည်းမသိဘူးကျွန်တော်တို့ကဒီဟိုဘာလဲလူတွေလိုက်ပြီးတော့ကူညီပေးမယ်ဟိုဘာလဲနေရောညရောအခုဆိုရင်ဟိုဒီမမိုးလုံးပုံနဲ့ပေါ့နော်ကျွန်တော်လူတွေမကယ်ပေးနိုင်တော့ဘူးပေါ့နော်ဘာဖြစ်လို့လဲပေါ့နော်ကျွန်တော်ကဟိုသူများသားသမီးကိုပေါ့နော်ဒီလိုမျိုးအဲ့လိုချိန်ချတာကြီးကြတော့ပေါ့နော်ချိန်ချတာကြီးကြတော့ဟိုပေါ့နော်ဒါကိုချင်းစာပေါ့နော်ဟိုမပေးတဲ့လူအားလုံးကဒါတွေကနော်ကျွန်တော်အားပေးကြတာနော်လူတွေကဲဆိုတော့ကျွန်တော်မြတ်တာနေမို့လို့ကလေးရဲ့အသက်ကိုကယ်တဲ့ပြောပြလေးကိုအဲ့ဒါဒေါ်ကြီးတို့ကအခုလည်းကျေးဇူးတင်တယ်ဖဲတယ်ဆိုတာဘယ်လိုလဲဆိုတော့ဖူတူအားတဲ့ line ပေါ်မှာတဲ့အဲ့လိုပေါ့နော်နာမည်ကြီးကြီးလို့တဲ့နာမည်ကြီးကိုဘာမှမသိရဘူးပေါ့နော်အသက်20ကျော်သွားပြီကလေးအခုဘိုက်ကသူထွက်နေတဲ့ကလေးရတယ်မဟုတ်ဘူးနောက်ကတဘောဘူးတဲရောက်နေတဲရောက်နေမလာနိုင်ဘူးမြောက်ကလာမှာနှစ်ယောက်လေးပေါ့ရှိတယ်ဟိုဘာလို့အခုကြက်ပါဖူတူပြောပြမယ်နော်အခုတစ်ခုပြောပြမယ်အခုအမပြောလို့ဟိုဘာလို့ဖူတူအဲ့လိုမဟုတ်တယ်ဆိုကျွန်တော်စလို့တမျိုးလို့ကားတိုက်ကြည့်ပြီးပြင်းလို့ကျွန်တော်အဲ့လိုမဟုတ်ဘဲနဲ့အမပြောတယ်ဆိုရင်အမပြည့်မှာခံဒီဗီဒီယိုဖိုင်လေးကိုကြည့်ပြီးမိတ်ဆွေတို့ကဘလို့မြင်လဲကွန်မန့်မှာရေးခဲ့ကြအောင်တော့တကယ်တော့လူတွေကကိုယ်တိုင်လည်းမလုပ်ဖဲနဲ့သူတစ်ပါးလုပ်နေတာကိုဘေးကနေထိုင်ကြည့်ပြီးမကောင်းပြောဖို့လောက်ပဲချောင်းနေကြတာတကယ်ကိုတရားကြဖို့ကောင်းပါတယ်